Hello တူတူဂျာမန်ဟက်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဗီဒီယိုအပိုင်းနံပါတ်5ပါဒီမှာတော့ဒီ grammar လေ့ကျင့်ခန်းလေးတွေပေါ့နော် back conjugation ရဲ့လေ့ကျင့်ခန်းလေးတွေဒီနေ့ပြောပါမယ်ဒါဆိုရင် lesson 1ပေါ့နော် back conjugation လေးတွေပေါ့နော် present tense present tense ပေါ့နော်ဒီမှာဆိုလို့ရှိရင်အရှိဗီဒီယိုမှာပြောခဲ့သလိုပဲဒီမှာဂျာမန်ရဲ့မူလဘက်က learn ဒီဘက်ကကျတော့အင်္ဂလိပ်စာ translate ပေါ့နော်သူ learn ပေါ့သင်ယူရန်အဲ့တော့ဂျာမန်တွေကမူလဘက်အကုန်လုံးက AN နဲ့ဆုံးပါတယ်အဲ့ဒါကို each နဲ့ conjugate လုပ်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လာနံကိုအန်တလုံးဖြုတ်အဲ့ဆိုလို့ရှိရင်လာနံဆိုပြောပြီးဖြစ်သွားတယ်ပေါ့နော်လာနံအဲ့တော့ each နဲ့ဆိုလို့ရှိရင်အန်တလုံးဖြုတ်နောက်ဆုံးမှာ A နဲ့ဆုံးတယ်ပေါ့နော်ဒီအောက်ကတော့အင်္ဂလိပ်စာ translate ပေါ့နော်နောက် do နဲ့ conjugate လုပ်မယ်ဆိုလို့ရှိရင် AN ကိုဖြုတ် ST ထည့်ပဲပေါ့နော်အဲ့တော့ do learn ဆိုပြီးဖြစ်သွားတယ်ဒါအင်္ဂလိပ်စာ translate ပေါ့နော်တစ်ခုကကြတော့ဒီမှာ Ali ဆိုလို့ရှိရင်ယောက်ျားလေးပဲယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလာနံကိုမှ AN ကိုဖြုတ်ထေပေါင်းထည့်တယ်ပေါ့နော်အလီလန့်ဆိုပြီးဖြစ်သွားတယ်ဒီမှာဆိုရင်နောက်တစ်ယောက်ကစာရာဆိုလဲဒါရှီပေါ့နော်ရှီဆိုလို့ရှိရင်လည်းမူလပတ်လာနံကိုမှ AN ဖြုတ်ထေပေါင်းထဲပေါ့နော်အဲ့တော့ SES ကတူတူပဲပေါ့နော် AN ကိုဖြုတ်ထေပေါင်းထဲအောက်ကကြတော့ B ရ B ရပေါ့နော်ဒါလေးကိုပြောတာ B ရ B ရဆိုတဲ့အဓိပ္ပာယ်ကငါတို့ဆိုရတဲ့ကြောင့်မို့အလီရဲ့ငါရဲ့ပေါ့နော်ငါတို့ဆိုအများပေါ့နော်အဲ့တော့အလီရဲ့ ish ရဲ့ပေါ့နော်အဓိပ္ပာယ်ကဘီယာဆိုတာအလီရဲ့ ish ရဲ့ပေါ့နော်အဲ့တော့သူကဘာမှဖြုတ်စရာမလိုဘူးလာနံဆိုရင်လာနံပဲဂျာမန်ရဲ့မူလဘတ်အတိုင်းပဲလာနံပဲပေါ့နော်နောက်တစ်ခုစာရာအွန်ဒူတဲ့စာရာအွန်ဒူဒီမှာဘီယာပြီးလို့ရှိရင်အီယာကြတော့ဒါမင်းတို့လို့ပြောတာမင်းတို့ဖြစ်တဲ့အတွက်စာရာအွန်ဒူသူ့ရဲ့အဓိပ္ပာယ်อ่ะပေါ့နော်ဒီမှာဆိုရင်အီဆိုလို့ရှိရင်ငါဒူဆိုလို့ရှိရင်မင်းအဲ့တော့ဟိုဘီယာဆိုလဲဒါငါတို့ဆိုလို့ရှိရင်အလီအွန်အီမင်းတို့လို့ ER လို့ပြောချင်တယ်ဆိုလို့ရှိရင်ဆာရာအွန်ဒူပေါ့နော်ဆာရာအွန်ဒူအဲ့အတိတ်ပဲအဲ့တော့ ER ဆိုလို့ရှိရင်လည်း AN ကိုဖြုတ်ထေပေါင်းထဲပေါ့နော် AN ကိုဖြုတ်ထေပေါင်းထဲအဲ့တော့ ER လန့်ဆိုပြီးဖြစ်သွားတယ်နောက်တစ်ခုကကြတော့သူတို့လို့ပြောချင်တာအဲ့တော့သူတို့ဆိုတော့မင်းရောငါမပါတော့သူတို့ပေါ့နော်အဲ့တော့အလီအွန်ဆာရာပေါ့နော်အလီအွန်ဆာရာသူတို့ဆိုပြီးတော့ Z အသေးလေးကိုပြောတာအဲ့တော့မူလဘတ်အတိုင်းပဲလာနံကလာနံပဲပေါ့နော်ဒီလာနံရလာနံပဲပေါ့နော်ဒါပြန်ပြောပြတာပေါ့နော်ဘယ်လို back conjugation လုပ်လဲဆိုတာနောက်တစ်ခုဒီဥစ္စာ n နဲ့ no ပြန်ပြောပြတာ e ဆိုလို့ရှိရင်နောက်က n ကိုဖြုတ် a နဲ့ဆုံးတယ်ပေါ့နော် do ဆိုလို့ရှိရင် st နဲ့ st နဲ့ဆုံးတယ်ပေါ့နော် an ကိုဖြုတ် st ထည့် s ပေါ့နော်အဓိကဒီမှာတော့ he she ပေါ့ s ဆိုလို့ရှိရင် an ကိုဖြုတ်ထေပေါင်းထည့်ထေနဲ့ဆုံးရမယ် br ဆိုလို့ရှိရင်ဘာမှမဖြုတ်ရဘူး an နဲ့ပဲပြန်ဆုံးရမယ် er ဆိုလို့ရှိရင် an ကိုဖြုတ်ထေပေါင်းထည့်နောက်စီအသေးလေးဆိုလို့ရှိရင်လည်းသူကမူလဘတ်အတိုင်းပဲ AN နဲ့ပဲဆုံးရမယ်ပေါ့နော်အခုဒီမှာ exercise 1ပေါ့နော် exercise 1ဒီ command ပေါ့နော် command ဆိုတာအဓိပ္ပာယ်ကသူခံပေါ့နော်ဒါအင်္ဂလိပ်စာ translate ပေါ့နော်ဒီမှာဆိုလဲဂျာမန်တကြောင်ဒီနောက်ကအင်္ဂလိပ်စာ translate လေးပေါ့နော်ဖတ်ကြည့်ကြည့်ပေါ့ဒီမှာဆိုလို့ရှိရင်ဒါမူလဘတ် command ပေါ့နော်မူလဘတ် command ပေါ့နော်အဲ့တော့ဒီဘတ်နေရာတွေအကုန်လုံးကဒါ fill in the blank လေးတွေပေါ့နော်ဘတ်နေရာတွေအကုန်လုံး blank ဒီမှာတော့အဖြေတခါတည်းဖြည့်ပြီးသားလေးတွေပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီမှာမူလဘတ်က command ဒီမှာရှိမှာ Anna ဆိုလို့ရှိရင်ဒါ main ကလေးပေါ့နော် she ဆိုလို့ရှိရင်ဒီမှာနောက်မှာထေနဲ့ဆုံးရမယ် an ကိုဖြုတ်ထေပေါင်းထည့်ရမယ်ပေါ့နော်အဲ့တော့ command ကို an ကိုသွားဖြုတ် command ပေါ့နော်အဲ့တော့ထေပေါင်းထည့်လိုက်တော့ com ဖြစ်သွားတယ်ဒီမှာနောက်ထပ် exercise နံပါတ် B ဆိုလဲ Daniel ဆိုလို့ရှိရင်လဲဒီမှာသူက he ဆိုတဲ့သဘောတရား he ဆိုလို့ရှိရင် he နဲ့ she နဲ့အတူတူပဲအဲ့တော့ an ကိုဖြုတ်ထေပေါင်းထည့်ပေါ့နော် an ကိုဖြုတ်ထေပေါင်းထည့်အဲ့တော့မူလဘတ်ကို an ကိုဖြုတ်ထေပေါင်းထည့်ဖြစ်တဲ့အတွက်ကြောင့်မလို့ကို့မယ်ဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုတွန်း on Lisa ပေါ့နော်တွန်း on Lisa ဆိုလို့ရှိရင်ဒါ Z အသေးလေးကိုပြောလိုက်တာသူတို့ပေါ့နော်အဲ့ဆိုရင်မူလဘတ်က AN နဲ့ပဲဆုံးရမယ်ဒီမှာ Z အသေးလေးသူတို့ဆိုလို့ရှိရင် AN နဲ့ပဲဆိုတော့ command ပဲပေါ့နော်ဒီမှာတွန်း and Lisa လို့ပြောတယ်ဒီဖောင်နဲ့ဝင်သွားတာအလီ on Sarah တို့လိုမျိုးပဲသူတို့လို့ပြောလိုက်တာအဲ့တော့တွန်း and Lisa အဲ့တော့သူတို့ Z အသေးလေးဆိုဘာနဲ့ဆုံးမလဲ AN နဲ့ပဲဆုံးမယ်အဲ့တော့ command ပဲပေါ့နော် AN နဲ့ပဲနောက်တစ်ခု each ဆိုလို့ရှိရင်ဘာနဲ့ဆုံးမလဲ A နဲ့ဆုံးမယ်မူလဘတ်ကိုမှအန်တလို့သွားဖြုတ်တော့ A နဲ့ဆုံးတယ်နော်ဒီမှာ each ဆိုလို့ရှိရင် A နဲ့ဆုံးမယ်အဲ့တော့ each command ဆိုပြီးဖြစ်သွားတယ်ပေါ့နော်
နောက်ထပ် exercise 1 ပေါ့နော်ဒါအင်္ဂလိပ်စာကသူနေထိုင်ရပေါ့နော် translate ကကြတော့ဒီမှာသူ့ရဲ့ဒီ bad တွေအကုန်လုံးကဒါ fill in and blank ပဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် each နဲ့စာ each နဲ့ conjugate လုပ်မယ်ဆိုလို့ရှိရင် a နဲ့ဆုံးရမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့မူလဘတ်က n တလုံးဖြုတ် a နဲ့ဆုံးတော့ woman ဖြစ်သွားတယ်နောက်တစ်ခုဒီမှာ Daniel ပဲဒါဆိုလို့ရှိရင်ယောက်ျားလေးဆိုလို့ရှိရင်မူလဘတ်ကိုမှ an ဖြုတ် an ဖြုတ်ထေပေါင်းထဲပေါ့နော် an ကိုဖြုတ်ထေပေါင်းထဲနောက်တစ်ခါကျ B ဆိုလို့ရှိရင်ငါတို့ပေါ့နော် B ဆိုငါတို့အဲ့ဆိုလို့ရှိရင်မူလဘတ်တိုင်းပဲ an ဆို an နဲ့ပဲစုံတယ်မူလဘတ်ကိုဒီမူလဘတ်ကျိုးဘာမှပြောင်းစရာမလိုဘူးအဲ့တော့ an ပဲစုံတယ်နောက်တစ်ခါကျတော့ e ဆိုလို့ရှိရင်မင်းတို့ဆိုတဲ့အတွက်ကြောင့်မို့လို့ an ကိုဖြုတ်ထေပေါင်းထဲမူလဘတ်ကိုမှ an ကိုဖြုတ်ထေပေါင်းထဲပေါ့နော်အဲ့တော့ en ဝတ်ဆိုဖြစ်သွားတယ်နောက်တစ်ခါကျတော့ coffin ဆိုတာကသူပိုင်ဝယ်ရပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင် Paul ဆိုလို့ရှိရင်ယောက်ျားလေးပေါ်ဆိုလို့ရှိရင်ယောက်ျားလေးအဲ့တော့မူလဘတ်ကို coffin ကိုမှ an ကိုဖြုတ်ထေပေါင်းထဲပေါ့နော် cough ဆိုပြီးဖြစ်သွားတယ်နောက်တစ်ခါကျ Anna လည်းအဲ့လိုပဲ main ကလေးဆိုတဲ့အတွက်ကြောင့်မူလဘတ်ကို an ကိုဖြုတ်ထေပေါင်းထဲပေါ့နော် cough ဆိုပြီးတော့ Anna လည်းတူတူပဲပေါ်နဲ့ Anna he she နောက်တစ်ခုဒီမှာဆိုလို့ရှိရင် Matt on Nina တဲ့အဲ့ဆိုလို့ရှိရင်ဒါသူတို့လို့ပြောသူတို့ဆိုလို့ရှိရင် Z အသေးလေးဆိုလို့ရှိရင်မူလဘတ်ကဘာမှပြောင်းစရာမလိုဘူးအဲ့တော့ cough မှမူလဘတ်အတိုင်းပဲပေါ့နော်နောက်တစ်ခုဒီမှာဆိုလဲ each ပေါ့နော် each ဆိုလို့ရှိရင်နောက်ကမူလဘတ်ကိုမှအန်တလုံးဖြုတ် a နဲ့ဆုံးတယ်ပေါ့နော် each cover ဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုက trigger ဆိုတာ to drink ပေါ့နော်တောက်ရန်အဲ့တော့ဒီမှာ do နဲ့စထားတယ် do နဲ့ဆိုလို့ရှိရင်မူလဘတ်ကြီး trigger ကိုမှ an ကိုဖြုတ် st ပေါင်းထည့်ဆိုတော့ tris ဆိုပြီးတော့ဖြစ်သွားတယ် do tris နောက်တစ်ခု er ဆိုလို့ရှိရင်မူလဘတ် trigger ကိုမှ an ကိုဖြုတ်ထိပေါင်းထည့်ဆိုတော့ er trim ပေါ့နော်နောက်တစ်ခုဒီမှာ each ဆိုလို့ရှိရင်တော့မူလပတ် an ကိုမှ trigger an ကိုမှ n တလုံးဖြုတ် a နဲ့ဆုံးဆိုတော့ each trigger နောက်တစ်ခါပေါ်ဆိုလို့ရှိရင်ဒါယောက်ျားလေးဆိုလို့ရှိရင်မူလပတ် trigger ကိုမှ an ကိုဖြုတ်ထေပေါင်းထဲပေါ့နော် portrait ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒီအဓိပ္ပာယ်လေးတွေနောက်မှာဖတ်ကြည့်ပေါ့နော်အခုကဒါ grammar ဘယ်လို exercise လုပ်လို့ရမလဲပေါ့အဖြေတွေကိုဘယ်လိုဟောဖြစ်လဲဆိုပြောပြတာပေါ့နော်နောက်တစ်ခု exercise ဆိုလို့ရှိရင်ဒီမှာ exercise နံပါတ်2ပေါ့နော်ဒီမှာဆိုဒါ example ပြထားတာလီယွန်းဆိုလို့ရှိရင်ဒီမှာ he ဆိုတော့ခုံပေါ့နော်ခုံဆိုပြီးဖြစ်တယ်ဒီမှာဆိုရင်ဒီမှာဆိုလို့ရှိရင်ဒါအင်္ဂလိပ်စာအဓိပ္ပာယ်လေးတွေပေါ့နော်နေထိုင်တယ်ဂေဟန်ဆိုကိုသွားတယ်ဒီမှာခုံဆိုလာတယ်ဟိုဆိုလင်းစင်နောက်ဒီမှာ student လေးလာတဲ့ကောက်ကဝဲတဲ့ trinket တောက်တယ်ပေါ့နော်အဲ့လိုအင်္ဂလိပ်စာအဓိပ္ပာယ်လေးပေးထားတယ်ပေးထားပြီးတော့မှဒီမှာသူကဘတ်နေရာတွေအကုန်လုံးကဒါ fill in and blank ပဲပေါ့နော်ဒါအဖြေလေးတွေဖြည့်ပြထားပြီးသားလေးတွေပေါ့နော်ဒီဘတ်နေရာတွေအကုန်လုံးကိုဟိုကွက်လက်တေးလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ Oma လို့ပြောထား Oma ဆိုတာဒါ main ကလေးပေါ့နော် main ကလေးဆိုလို့ရှိရင် Oma ပေါ့နော် Oma ဆိုလို့ရှိရင်ဒီမှာ main ကလေးလို့ကိုကဒီနေ့မှာအလွတ်ပေါ့အလွတ်ဆိုလို့ရှိရင်နောက်က music ဆိုလို့ရှိရင် music ကိုနားထောင်နေပြောတယ် main ကလေးဆိုလို့ရှိရင်ဒါသေးကြတယ်ထေနဲ့စုံတဲ့ဟာကိုမှဒါနောက်က music ကိုနားထောင်နေဆိုတော့ပို့ဆိုပြီးတော့ဒီဥစ္စာလေးကိုဖြည့်ရတယ်ပေါ့နော်ထေနဲ့လည်းစုံတယ် music ကိုနားထောင်တဲ့အဓိပ္ပာယ်อ่ะပေါ့နော်နောက်တစ်ခုဒီမှာဆိုလို့ရှိရင်ဒါပတ်ဆောင်မှာနေထိုင်နေပေါ့နော်နေထိုင်နေဆိုတော့ဒီနေရာလေးက fill in and blank ပေါ့နော်ဒီမှာဆိုလို့ရှိရင် do ဆိုလို့ရှိရင်တေချာရဲ့နောက်က st နဲ့လည်းသုံးရမယ် st နဲ့လည်းသုံးရမယ်နေထိုင်နေလို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ရှားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ wants ပေါ့နော်နေထိုင်တဲ့အဓိပ္ပာယ်ကနေထိုင်တဲ့ st နဲ့လည်းသုံးတယ်အဲ့တော့ဒါလေးကိုဖြည့်လိုက်တယ်ပေါ့နော် do want ဆိုပြီးဖြစ်သွားတယ်ပေါ့နောက်တစ်ခုကကြတော့ Maria ကြတော့ဒီမှာ Maria အဓိက Maria ကသူက biology ကိုလေ့လာတယ်ပေါ့နော် biology ကိုလေ့လာတယ်ဆိုလို့ရှိရင် Maria ဆိုမိန်းကလေးဆိုတဲ့အတွက်ကြောင့်မို့လို့နောက်မှဆုံးတယ်ဆိုလို့ရှိရင်ထေနဲ့လည်းဆုံးရမယ်စာလေ့လာတယ်လည်းဖြစ်ရတယ်ဆိုလို့ရှိရင် studio ဆိုပြီးတော့ဒါလေးကိုဖြည့်လိုက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ဘောနော် I take a break ပေါ့ခဏအနားယူရဆိုလို့ရှိရင်ဒီမှာဟို is ဆိုလို့ရှိရင်သိချတယ်နောက်က verb conjugation က a နဲ့ဆုံးရမယ် a နဲ့လည်းဆုံးရမယ်ပေါ့နော်အနားယူတယ် take a break ဒါ to take ပေါ့နော်ဒါမှမဟုတ် to make အဲ့လိုအဓိပ္ပာယ်မျိုးဆိုတော့ဒီမှာ marker ဆိုပြီးတော့ထည့်လိုက်တယ် a နဲ့လည်းဆုံးရမယ်နော်အဓိပ္ပာယ်ကလည်းခဏတစ်ဖြုတ်နားယူတယ်အဲ့လိုမျိုးပေါ့နော်အဲ့လောက်ဖြည့်လိုက်တယ်နောက်တစ်ခုကကြတော့ဒီမှာ
ER ပေါ့နော်သူတို့တွေအကုန်လုံးဒီမှာ handbook မှာနေထိုင်ကြတယ်လို့ပြောရဆိုလို့ရှိရင်နေထိုင်နေလဲဖြစ်ရမယ် ER နဲ့ဆိုလို့ရှိရင်လဲထေနဲ့ဆုံးတာဖြစ်ရမယ်အဲ့တော့နေလဲနေထိုင်ရမယ်ထေနဲ့လဲဆုံးတယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်စကားလုံးဖြစ်မလဲဆိုတော့ဒီမှာသွားကြည့်လိုက်တယ်ပေါ့မှာ lit အဲ့တော့ ER lit ပေါ့နော်ဒီမှာဆိုလို့ရှိရင်နေထိုင်တာချင်းတူတူမဲ့ဒူဆိုလို့ရှိရင်နောက်က S ထေနဲ့ဆုံးရမယ် ER ဆိုလို့ရှိရင်နေထိုင်တာတောင်မှနောက်မှာသူကဘာနဲ့ဆိုတာထေနဲ့ဆုံးတဲ့စကားလုံးရှာပြီးထည့်ရမယ်နော်အဲ့နောက်ခုအမှဒါဒူမှုတ်လို့ S ထေနဲ့ဆုံးတဲ့ဟာကိုနေထိုင်နေဆိုပေမဲ့လည်း S ထေနဲ့ဆုံးတဲ့ဟာကိုဒီမှာထည့်ပေးရတယ်ဒူနဲ့မှုတ်လို့ပေါ့နော်ဒူနဲ့ conjugation လုံးမှာမှုတ်လို့ဒီမှာဆိုလို့ရှိရင်လည်းနေထိုင်နေဒါပေမဲ့ ER နဲ့ conjugation လုပ်တယ်ဆိုလို့ရှိရင်နောက်က N က N နဲ့နောက်ကစကားလုံးရဲ့အဆုံးသက်ကထေနဲ့ဆုံးတဲ့ဟာကိုရှာထည့်ရမယ်နောက်တစ်ခုဒီမှာ BR နဲ့ conjugate လုပ်တဲ့ဟာ AN နဲ့ဆုံးရမယ် AN နဲ့ဆုံးရမယ်ပေါ့နော်ပြီးတော့သူတို့ကဒီမှာအိမ်ကိုသွားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီမှာ gay han ဆိုလို့ရှိရင်ဒါအိမ်ကိုသွားတယ်ပြီးတော့ AN နဲ့လည်းဆုံးတယ်ဆိုတဲ့အတွက်ကြောင့်မလို့ gay han ကိုဖြည့်လိုက်တယ်နောက်တစ်ခုကဒီမှာ Lucas က Ima ကိုဗါလဲတိတယ်ပေါ့နော်တိတယ်ဆိုတော့ဒီမှာ Lucas ဆိုယောက်ျားလေးလည်းဖြစ်တဲ့ back conjugation နဲ့ conjugation လုပ်မယ်ဆိုလို့ရှိရင်ထေနဲ့ဆုံးတဲ့ဟာကိုရှာထည့်ရမယ်အဲ့တော့ဒီမှာခန့်ဆိုတဲ့ဥစ္စာပေါ့နော်လူကက်ကအိမကိုတည်တယ်အိမကိုတည်တယ်ပေါ့နော်နောက်တစ်ခုဒူနဲ့ပေးထားတယ်ဒူနဲ့ဆုံးလို့ရှိရင်ဒူနဲ့ဆိုလို့ရှိရင်နောက်ကဟာ ST နဲ့ဆုံးရမယ်ဘက်က ST နဲ့ဆုံးတဲ့ဟာပေါ့နော်Dutch ဆိုတာဂျာမန်စာကိုသင်ယူတယ်ဆိုတဲ့ဟာဥစ္စာမျိုးပေါ့နော်ဂျာမန်စာကိုသင်ယူတယ်ပြီးတော့ ST နဲ့လည်းဆုံးရမယ်ဆိုတဲ့အတွက်ကြောင့်မို့လန့်ဆိုပြီးတော့ဒီဥစ္စာကိုဖြည့်ပေးလိုက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာပေါ့နော်အီမာက ice cream ကိုဝယ်တယ်အီမာဆိုတဲ့အတွက်ကြောင့်မို့လို့နောက်ကဘက်ကထေနဲ့စုံတဲ့ဥစ္စာဖြစ်ရမယ်ထေနဲ့လည်းစုံရမယ်ပြီးတော့ဝယ်တဲ့ဥစ္စာမျိုးဖြစ်ရမယ် ice cream ကိုဝယ်တယ်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ cough ဆိုတဲ့ဟာကိုထည့်ပေးလိုက်တယ်နောက်တစ်ခါကျတော့ဒီမှာ beer ဆိုလို့ရှိရင် back conjugation ရဲ့နောက်ဆုံးအဆုံးသက်က an နဲ့စုံရမယ် AN နဲ့ဆုံးရမယ်ပေါ့နော်ပြီးတော့ဒီ juice ကိုတောက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာ trinket ဆိုတဲ့ဟာမျိုးထည့်ပေးလိုက်တယ်ပေါ့နော်ဒီမှာဒါအဖြစ်ဒီဘက်နေရာကြီးအကုန်လုံးကွက်လက်တွေပေါ့နော်အဲ့လိုစဉ်းစားပြီးတော့ထည့်ပြီးရှေ့ကဟာကိုကြည့်ပြီးတော့ဒီနောက်က back conjugate လုပ်ခဲ့တဲ့ဟာလေးကိုထည့်သွားပေးရဒီကအကြောင်းဓာတ်တွေကိုတိမှရမယ်ဒီအဖြေတွေဖြည့်ခြင်းပေါ့နော် BR ဆိုဘာနဲ့တွဲလဲသူဆိုဘာနဲ့ဆုံးတယ်လဲဆိုတဲ့ဥစ္စာမျိုးသိရမယ်ပေါ့နော်နောက်တစ်ခု exercise 3ပေါ့နော်နောက် exercise 3ကကြတော့ exercise number 3ပေါ့နော်ဒီမှာဆိုလို့ရှိရင် example ဆိုတော့ဒီ coffin ဆိုရယ်ဒီစကားလုံးကြီးပေးထားတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ဒီမှာ Anna ဆိုပြီးပေးထားတယ် Anna ဆိုသေးချာတယ်ထေနဲ့ပြောင်းရမယ်ထေနဲ့ပြောင်းရမယ် coffin ဆိုလို့ရှိရင် cough ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲဆိုရင်ဒီဘက်နေရာလေးအကုန်လုံးဒီမှာဒီလိုကွက်လက်ပဲအဲ့တော့သူကဒီစလုံးကြီးပေးထားတယ်အဲ့ဆိုလို့ရှိရင်အန်နာဆိုတဲ့အတွက်ကြောင့်မို့လို့ main ကလေးဖြစ်တဲ့အတွက် AN ကိုဖြုတ်ထေပေါင်းထည့်ပေါ့နော် cup ဆိုပြီးဖြစ်သွားတယ် undo ပြီးတော့ဒီမှာဒီနေရာကွက်လက်ပဲ each ပေါ့နော် each ဆိုပြီးတော့ဒီမှာ blend ဖြစ်တယ် blend ဆိုပြီးတော့ဒီမှာ each ဆိုလို့ရှိရင်သိချရတယ်မူလဘက်ကိုအန်သလုံးဖြုတ် A နဲ့ဆိုရမယ်ဆိုတော့ each cup ပဲပေါ့နော်အန်နာကိုလာဝဲတယ်undo မင်းရောငါလည်းကိုလာဝဲတယ်ပေါ့နော်နောက်ဒီမှာ comment ဆိုရယ်ဒီဘက်ကြီးပေးထားတယ်ဒီဘက်နေရာလေးကောင်းတော့ဒီလိုကွက်လက်ပါနော်ကွက်လက်ကိုမှဒီမှာ O မဆိုလဲ main ကလေးပဲ main ကလေးဖြစ်တဲ့အတွက်ကြောင့်မို့မူလဘက်ကိုမှ AN ကိုဖြုတ်ထေပေါင်းထည့်လိုက်တယ်ပေါ့နော်ဒီမှာ E ဆိုလဲတူတူပဲပေါ်ကအတိုင်းပဲတူတူပဲ N ကိုဖြုတ် A နဲ့ဆုံးရတဲ့အတွက်ကြောင့်မလို့ each command ဆိုပြီးဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုကကြာဒီမှာလဲ each ဆိုလို့ရှိရင်ဒီမူလဘက် trigger က N ကိုဖြုတ် A နဲ့ဆုံးရမယ်ပေါ့နော်ဒီနောက်ကဟာလည်းတူတူပဲနောက်ကဟာလည်းတူတူပဲ each နဲ့ဆိုတဲ့အတွက်ကြောင့်မလို့ trigger ဆိုပြီးဖြစ်သွားတယ်နောက်တစ်ခုက wonen နေထိုင်တယ်ဒီမှာဆိုလို့ရှိရင် Sarah ဆိုလို့ရှိရင်မိန်းကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ထေနဲ့ဆုံးရမယ်အဲ့တော့မူလဘတ် AN ကိုဖြုတ်ထေပေါင်းထဲပေါ့နော် Sarah ဝုန်းဆိုပြီးဖြစ်သွားတယ် each ကတော့ဒီမှာမူလဘတ်ကို N တလုံးဖြုတ်လိုက်တယ် each ronan ဆိုပြီးဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုဒီမှာမင်းမြန်းဒီ frage beer ဆိုလို့ရှိရင်မူလဘတ်အတိုင်းပဲပြောင်းစရာမလိုဘူးအဲ့တော့ beer frage ပဲ each ကတော့ဒီမှာမူလဘတ်ကို N တလုံးဖြုတ် frage ဆိုပြီးဖြစ်သွားတယ်ပေါ့နော်A မူလဘက်က N ကိုဖြုတ် A နဲ့ဆုံးမယ်ပေါ့နော်နောက် student ကကြောင့်ဒီမှာ David ဆိုလို့ရှိရင်သိကြတယ် he ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကအဲ့ဒီနောက်ကိုပေါ့နော်AN ကိုဖြုတ်ထေပေါင်းထည့်လိုက်တယ်ပေါ့နော်
an ကိုဖြုတ် an ကိုဖြုတ်ထေပေါင်းထည့်လိုက်တယ် David Studio နောက်တစ်ခု each ကကြတော့ဒီမှာ an ကိုနောက်က an ကိုဖြုတ် a နဲ့ပဲဆုံးပေါ့နော် each studio ဆိုပြီးဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခု ghan ဆိုလဲဒီမှာဆိုလို့ရှိရင် each ပေါ့နော်နောက်က back conjugation မှာ an ကိုဖြုတ် a နဲ့ဆုံးတော့ each ghan ဆိုပြီးဖြစ်သွားတယ်ဒီတစ်ခုလည်းအတူတူပဲနောက်ကဟာလည်း each ဖြစ်တဲ့အတွက်ကြောင့်မလို့ an ကိုဖြုတ် a နဲ့ဆုံးတော့ each ghan ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒါကဒီ exercise လေးတွေက back conjugation ပေါ့နော်အရှိရဒီ pronoun တွေနဲ့ pronoun တွေကိုကြည့်ပြီးတော့ back conjugation တွေဘယ်လိုလုပ်သွားလဲဆိုတော့ exercise လေးတွေပေါ့နော်ဒါတွေကြည့်လိုက်တယ်ဆိုလို့ရှိရင် grammar ဒါတော်တော်လေ့ကျင့်ခန်းလေးလုပ်တတ်သွားပါလိမ့်မယ်အင်္ဂလိပ်လိုနဲ့ဂျာမန်လိုလေးတော့အနောက်မှာဖြစ်ဖြစ်ချင်းဖတ်ကြည့်ပါအဲ့တော့ဒီဘာနဲ့အဆုံးသတ်ဆုံးလဲဆိုတာပေါ့နော်ဒီဟာလေးတွေအရေးကြီးပါတယ်ဘာနဲ့အဆုံးသတ်ဆုံးလဲ e ဆိုလို့ရှိရင် a နဲ့အဆုံးသတ်တယ် do ဆိုလို့ရှိရင် st နဲ့အဆုံးသတ်တယ် SCS ဆိုထေနဲ့အဆုံးသတ်တယ် BR ဆိုရင် N နဲ့အဆုံးသတ်တယ် ER ဆိုထေနဲ့အဆုံးသတ်တယ် Z ဆိုလို့ရှိရင် AN နဲ့အဆုံးသတ်တယ်ပေါ့နော်အဲ့လားလေးဒီမှရပါမယ်ဒီနေ့သင်ခန်းစာဒီလောက်ပါပဲအဲ့တော့ကျေးဇူးတင်ပါတယ်